10 မိနစ်အတွင်းဂျပန်စကားလေ့လာကြမယ်။အလုပ်မှာဖုန်းပြောတဲ့အခါအခြားသောသူနဲ့ဖုန်းပြောနေပါတယ်ဆိုတာကိုဘယ်လိုပြောမလဲ။ဥပမာဖုန်းကလာပါတယ်။ယာမာမိုတိုဆိုတဲ့လူကိုရှာတာဖြစ်ပါတယ်။ယာမာမိုတို様をお願いします。ယာမာမိုတို様をお願いします。ယာမာမိုတိုကိုကျေးဇူးပြု၍ခေါ်ပေးပါ။ただいま別の電話に出ております。ただいま別の電話に出ております。သူမအခုအခြားသောသူနဲ့ဖုန်းပြောနေပါတယ်။နောက်တစ်ခေါက်ပြန်ဆိုကြည့်ရအောင်။ヤマモト様をお願いします。ただいま別の電話に出ております。မှတ်သားရမယ့်စကားလုံးတွေကお願いします。ただいま別の電話出ております。အမြဲတမ်းအရှိတူလှည့်ကြည့်ပေးပါ။ Bye bye